လိမ့်နေကြဟာတွေရတဲ့ချွေးပေါက်ကျင်နေလို့တဲ့ဘာလိမ့်ရမလဲညီမတဲ့အဲ့တော့ညင်းရအမကိုဘာလိမ့်ရမလဲဆိုတာမညွှန်းခင်မှာအမအညင်းကိုအသက်အရွယ်လေးပြောပေးပြီးလို့ရှိရင်အမရဲ့ skin လို့ပြောပေးအမ skin ကတီးဆုံးမှာအစီပြန်တဲ့ဟာမျိုးလား combination skin လားအသား6လားပြီးလို့ရှိရင်ဝက်ချန်ရှိလားတင်းတိတ်အမဲဆက်ရှိတဲ့ skin မျိုးလားညင်းရအဲ့ဒါကြီးတီမှာညင်းအမကိုပြန်ပြီးတော့ရွေးပေးလို့ရမှာပေါ့နော်ပြီးတော့ညင်းရ skin care တွေရွေးပေးတဲ့အခါမျိုးကြရင်အသက်မေးလို့ရှိရင်စိတ်မဆိုးနဲ့ဘလို့မှလည်းမအောင်မေးနဲ့နော်ဘာလို့လဲဆိုတော့ skin care ရွေးပြီးတဲ့အခါမှာအသက်အရွယ်ကိုတိမှညီတို့က skin care ကိုတိုးတန်တိုးပေးရမယ် short တန် short ပေးရမယ်အဲ့လိုမျိုးလေးလည်းရှိတယ်အမကြီးအဲ့ဒါကြောင့်မို့ skin care ရွေးပြီးတဲ့အခါအသက်မင်းရင်စိတ်မဆိုးကြပါနဲ့ဒီဗီဒီယိုကကျတော့ဒီအမပေါ့နော်အတွက်ရွေးပေးလို့ရှိရင်အရွှေကြီးဖြစ်သွားမှာအဲ့တော့အသေးစိတ်ကိုပေါ့နော်အမမေးချင်တယ်ဆိုရင်ညည Viber ကခွန်ခွန်တေး33342မှာအမအသေးစိတ်လာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်ငိမ့်ဆိုင်ကကျတော့ပဲခူးမျိုးဟင်းနာကုန်းမှာဆိုင်ဖွင့်ထားပါတယ်နော်အမဆိုင်မှာလာပြီးတော့လေအသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးမှဝယ်လို့ရပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်